တော့ဒီနေ့လေးမှတော့ငါပြရည်တရေတိတုံလေးလှူစားဖြစ်ပါတယ်ရှင်တရေတိတုံကိုဒီလိုမျိုးတူစားရည်လဲရတယ်ပြီးတော့ကျမအကြိုက်ဒီလိုမျိုးတုံစားရည်လဲရပါတယ်ရှင်ပြီးရတော့ပစောချောင်းနဲ့မြုပ်တိချောင်းတို့ကိုလော်ပြီးထောက်ပါမယ်မြုပ်တိချောင်းလေးကိုနေလိုက်ပြီးထောက်တော့မွမွေးလေးနဲ့တတရှင်းရှင်းလေးဆောက်လို့ရပါတယ်ရှင်ပြီးရတော့ပစောချောင်းလေးနဲ့မြေဘဲတို့ကိုလည်းမကြည့်တကြည်လေးထောက်ပါမယ်ထောက်ရမယ်ဟော်ရီပြီးတော့ကျေသွန်းနီနဲ့ငရုတ်တီးလေးတွေကိုပလေးတွေလီထားပေးပါမယ်ဒါပြီးတော့ဈေးကဝဲလာတဲ့တရေတီးလေးတွေကိုအခေါ်ခွာပြီးကိုစားချစ်တဲ့အရွယ်လေးတိုင်းလီထားပေးပါမယ်ပါဝေပစ္စည်းလေးတွေအစစ်သေးဖြည့်ပြီးဆိုတော့တရေတီးလေးနဲ့တူဆောက်ဖို့ငါပြရည်လေးစလုပ်ပါတော့မယ်အရင်ဆုံးငါပြရည်ထမိတ်ဆောက်ဆုံးနှစ်စုံကိုဒီအနှမ်းငတ်ထည့်ပြီးတော့ချိုးပေးပါမယ်ပြီးရတော့ပြခဲ900g တထုံလေးကိုကြိုပေးပါမယ်ဒီတထုံထဲမှာတော့ပြခဲက900 g ပါတယ်ပေါ့နော်ပြခဲလေးတွေကြိုပြီးသွားရင်ငပီးထမိတ်ဆောက်စုံတစ်စုံထည့်ပြီးတော့ကြိုပေးပါမယ်ငပီးလေးကြည့်သွားပြီဆိုရင်ခုနတို့ကအသေးပြည့်ထားတဲ့ပဇောချောင်းငရုတ်တိမုတ်ကျက်သွန်းဒီမြေပန်းမကြေးတကြည်ထောက်ထတာလေးတွေထည့်ပါမယ်ပြီးရတော့ငရုတ်တိစိတ်တို့ကိုထည့်ပြီးတော့ကြိုပေးပါမယ်အဲ့ဒါဆိုရင်တော့တရေသီးလေးနဲ့တူဆောက်ဖို့ငါပြရည်လေးရပါပြီတရေသီးလေးတွေကိုဒီလိုမျိုးငါပြရည်နဲ့တူဆောက်ရတာတဲ့ဒါငရုတ်သီးမုံလေးငါပြရည်လေးကျက်သွန်းနီလေးထည့်ပြီးတော့တူဆောက်ရတာပို့ပြီးကြိုက်ပါတယ်ရှင်